မင်္ဂလာပါရှင်နန်းလေးအချင်းများနဲ့ကြိုဆိုမိတ်ဆက်လိုက်ပါတယ်ကျွန်မကမိတ်ဆက်ပေးမယ်အရန်ခမ်းနားလာပါတယ်အိမ်အာစီနှစ်ထက်ခွဲရတော့ပုပ္ပတိမြို့နယ်ရတနာဒီပါရက်ကွယ်သူကတပြေရှစ်လမ်းနဲ့မြင့်ငယ်လမ်းထောင်မှာတည်ရှိပါတယ်ပေ60အကျယ်ဝန်းရှိပြီးတော့ဒီခရမ်းနာမည်ပေါက်ရပါမယ်နော်ရေမီအစုံရေပူရေအေးလေးပါတယ်တီးပင်စားပင်တွေလည်းအစုံပါမယ်ပြီးရင်မစတာဘက်ရောနှခမ်းစင်ကက်တခမ်းမိသားစုကေတီပီတခမ်းဂျင်ခမ်းတခမ်းဧခမ်းတခမ်းနဲ့နှစ်ထပ်ကားကိုတောင်လေးလည်းပါပါမယ်ရှင်သူကလမ်းနှစ်ဖက်ပေါက်နေရကောင်းလေးဖြစ်တဲ့အတွက်သူကစားတောက်ဆိုင်မဲ့ဖွင့်ဖွင့်အေးဆိုင်ဖွင့်ဖွင့်ကော်ဖီဆိုင်ဖွင့်ဖွင့်မီနီမတ်လေးပဲဖွင့်ဖွင့်အခြားစီးပွားရေးလုပ်ငန်းလေးလုပ်လို့ရပါသေးတယ်ရောင်းစည်းလေးက3,000 3,000ညှိနှိုင်းပါရှင်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရှင်